တာတို့သမီးတို့အားလုံးမင်္ဂလာပါဆရာကဆရာတင်ပါ grade 7သင်ကြားသင်ယူသင်များကိုမျှဝေသင်ကြားပေးပါမယ်ဆရာရဲ့မျှဝေသင်ကြားမှုလေးကိုနှစ်သက်တဲ့အကျိုးရှိတယ်ဆိုရင် like and subscribe လေးလုပ်သားပေးဦးနော်အဲ့တော့ဆရာတို့ဒီနေ့လေ့လာရမှာကဆရာတို့အကြီးဆုံးပုံစံခွဲကိန်းနဲ့အငယ်ဆုံးပုံစံတိုကိန်းတွေကိုဆရာတို့တစ်ပြိုင်နက်တည်းရှာတတ်ဖို့ဖြစ်တယ်အဲ့တော့တာတို့သမီးတို့ရဲ့အကြီးဆုံးပုံစံခွဲကိန်းနဲ့အငယ်ဆုံးပုံစံတိုကိန်းလွယ်လွယ်လေးရောနေသေးလားရှင်းရှင်းလင်းလင်းသေချာရှာတတ်ပြီလားဆိုတာဆရာတို့ဒါသူကလေ့လာရမှာဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုဆရာတို့တွေကြည့်လိုက်အောင်ဒီမှာရှင်းတဲ့စနစ်ကိုဆရာတို့အကြီးဆုံးပုံစံခွဲကိန်းနဲ့အငယ်ဆုံးပုံစံတိုကိန်းရှာနိုင်တယ်ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့အကြီးဆုံးပုံစံခွဲကိန်းဆိုတော့ဆရာတို့ကိုပါရှာခိုင်းတာလေဟုတ်တယ်ဆရာတို့ GCF ရှာခိုင်းတာဖြစ်တယ်အငယ်ဆုံးပုံစံတိုကိန်းဆိုတော့ဆရာတို့ LCM ရှာခိုင်းတာဖြစ်တယ်ဒါဆိုရင်ဆရာတို့သူပေးထားတဲ့ရှင်းတဲ့စနစ်ကိုဆရာတို့ဘာလုပ်မလဲစာခွဲကိန်းခွဲမယ်ဒါဆိုရင်8ကိုစာခွဲကိန်းခွဲလိုက်တော့2 ဖြစ်တယ်စနစ်ကိုစာခွဲကိန်းခွဲလိုက်တော့2 square multiply 3ဖြစ်တယ်ဟုတ်ပြီနော်ဒါလေးကတော့ရှင်းတဲ့စနစ်ကတော့ဆရာခွဲမပြတော့ဘူးဒါတို့သမီးတို့စာခွဲကိန်းခွဲတတ်တယ်နော်အဲ့တော့ဆရာတို့ GCI ရှာမယ်ဆိုရင်ဒါတို့သမီးတို့မမေ့သေးလားပြောကြည့်ပါဦးဘယ်လိုရှာတာလဲဟုတ်တယ်ဆရာတို့ပုံတူတာယူရတယ်ပုံတူရင်ထန်ညွှန်းကြီးတာယူရတာလားထန်ညွှန်းငယ်တာယူရတာလားစာခွဲကိန်းဖြစ်တဲ့အတွက်ထန်ညွှန်းငယ်တာယူရတယ်ဒါဆိုရင်ဆရာတို့ကဘာကိုယူရမလဲနည်းနည်းထက်ကိုယူရမယ်ဘုံမတူရင်သူကမယူရဘူးဒါဆိုသူကပယ်ပြလိုက်ရမယ်ဒါဆိုဆရာတို့တွေ GCF ရှာလိုက်ရင်ဘာလို့ရမလဲဘုံတူတာယူရမယ်ဘုံတူရင်ထန်ညွှန်းငယ်တာယူတော့နည်းနည်းထက်ဖြစ်တဲ့နည်းနည်းထက်ကိုဆရာတို့ရှင်းလိုက်တော့4ရတယ်ဒါဆို LCM ရှာရအောင် LCM ဒီဆရာတို့ကဘာလို့ရမလဲ LCM ဒီကိန်းအားလုံးယူရမယ်အဲ့တော့ကိန်းအားလုံးယူရမယ်ဘုံတူရင်ထန်ညွှန်းကြီးတာယူရမယ်စာတိုးကိန်းဖြစ်တယ်စာတိုးကိန်းဖြစ်တဲ့အတွက်ဆရာတို့ထန်ညွှန်းကြီးတာယူတော့2ကိုယူရမယ်ကိန်းအားလုံးယူရမှာဖြစ်တဲ့အတွက်3ကိုလည်းယူရမယ်ဒါဆိုရင် LCM ဒီ2နဲ့3ဒါဆိုရင်2ကို3 5မြောက်8 8 3 24ဒါဆိုရင်24ရတယ်ဒါဆိုရင် GCF နဲ့ LCM နဲ့ရှာတာလွယ်လေးဟုတ်ပြီเนาะအဲ့တော့ဒါသမီးတို့တွေရှာတတ်မယ်လို့ယုံကြည်ပါတယ်ဒါဆိုဆရာတို့နောက်တစ်ခုစစ်ပြီးတော့လေ့ကျင့်ခန်းလေးတွေတွေ့လိုက်ကြရအောင်ဒါဆိုရင်ဆရာတို့ကကြည့်ရအောင်ဂိမ်းနှစ်ခုပေးထားတယ်အဲ့ဒါကိုဆရာတို့ကသုတ္တစာခွဲဂိမ်းပုံစံဖြင့်ပေါ်ပြခိုင်းတာဖြစ်တယ်ဒါဆိုရင်သူပေးထားတဲ့ဟောဒီဂိမ်းတိုင်းနှစ်ခုဆရာတို့ဘာလုပ်လိုက်မလဲကူးချလိုက်မယ်အဲ့တော့သူပေးထားတဲ့ဂိမ်းတိုင်းနှစ်ခုဆရာတို့ကူးလိုက်မယ်ကွာပြီးတော့ရင်ဆရာတို့ကသူကသုတ္တစာခွဲဂိမ်းခွဲခိုင်းတာဖြစ်တဲ့အတွက်သူပေးထားတဲ့ဂိမ်းတိုင်းကြီးကသုတ္တဂိမ်းနေဟုတ်လားဆိုတာဆရာတို့ကကြည့်ရမယ်ဒါဆိုရင်သူပေးထားတာဒီမှာ4 6 8ဖြစ်တယ် base တွေကဟုတ်ပြီเนาะဒါဆိုသူပေးထားတာဒီသုတ္တဂိမ်းနေမဟုတ်ဘူးဒါဆိုရင်သူပေးထားတဲ့4ကိုဆရာတို့ကစဉ်းစားရမယ်4ဒီသုတ္တဂိမ်းဆိုရင်နည်းနည်းထက်2 square ဖြစ်တယ်နောက်တစ်ခါသူပေးထားတဲ့6ဒီဆရာတို့ကသုတ္တဂိမ်းနဲ့စဉ်းစားရင်နေ3 4 6နောက်ကသူပေးထားတဲ့8ဒီဆရာတို့ကသုတ္တဂိမ်းနဲ့စာခွဲဂိမ်းခွဲရင်2 cube ဖြစ်တယ်ဒါဆိုရင်ဆရာတို့ကသူပေးထားတဲ့4 6 8နေရာမှာဆရာတို့ကအစားထိုးလိုက်လို့ရပြီဒါဆိုရင်ဆရာတို့အစားထိုးကြရအောင်ဒါဆိုသူပေးထားတဲ့4နေရာမှာဆရာတို့ဘာကိုအစားထိုးမလဲ2 square ကိုအစားထိုးမယ်သူပေးထားတဲ့6နေရာမှာဆရာတို့က2 multiply 3ကိုအစားထိုးမယ်သူပေးထားတဲ့8နေရာမှာ2 cube ကိုအစားထိုးလိုက်မယ်ကျန်တာပြန်ကူးချလိုက်မယ်ဘောပါဝါတွေကတော့ဒီတိုင်းပြန်ကူးချလိုက်မယ်ပြီးတော့ရင်ဆရာတို့တွေထန်ညုံးပေါ်ထန်ညုံးတင်တဲ့ sorry နော်အဲ့တော့ဆရာတို့တွေဒီထန်ညုံးပေါ်မှာထန်ညုံးတင်တော့ထန်ညုံးချင်းမြောက်2 3 4 6ဒါဆိုရင်2 2သက်ပါမှာစေရမယ်သူကြတော့ဆရာတို့မြောက်ချင်းပေါ်မှာထန်ညုံးတင်ထားတာဖြစ်တဲ့အတွက်ထန်ညုံးတင်ပြီးခွဲများလိုက်တော့2 2သက်ပါမှာ4နဲ့3 2သက်ပါမှာ4ရမယ်သူတို့နှစ်ခုကိုရှင်းရင်ထန်ညုံးပေါ်မှာထန်ညုံးတင်တော့ထန်ညုံးချင်းမြောက်တော့3 6 4 18ဒါဆိုဆရာတို့အဲ့ဒီစင်လေးရှင်းလိုက်မယ်ခင်းနေပြုတ်သွားပြီပြီးတော့မှနောက်တစ်စင်2 base တွေတူတယ်အခြေတူမြောက်ရင်ထန်ညွှန်းချင်းပေါင်းဒါကြောင့်မလို့6က4ရပေါင်းတော့10 10ရ18ကပေါင်းတော့28ပြီးတော့ဆရာတို့က2 3 to the power 4ကနောက်ကဒီတိုင်းပြန်ရှင်းလိုက်တယ်ဒါဆိုသူဒီဆရာတို့ဘာဖြစ်သွားပြီလဲသုတ္တစာခွဲကိန်းပုံစံဖြင့်ဆရာတို့စာခွဲကိန်းခွဲပြီးသွားပြီသုတ္တကိန်းတွေဖြစ်သွားပြီ2တွေ3တွေဖြစ်သွားပြီဟုတ်ပြီနော်ဒါဆိုဆရာတို့နောက်တစ်ဆင့်လဲအတိုင်းပဲနောက်ကိန်းတိုင်းလည်းအတိုင်းပဲဆရာတို့4 set 8နေရာမှာဆရာတို့တွေအစားထိုးမယ်အဲ့တော့4နေရာမှာ2 square အစားထိုးမယ်6နေရာမှာ2 multiply 3အစားထိုးမယ်8နေရာမှာ2 cube ကိုအစားထိုးလိုက်မယ်ဒါဆိုဆရာတို့ထန်ညုံးပုံစံလေးထန်ညုံး
ပါဝါတွေဆရာတို့ရှင်းနည်းလေးတွေရှင်းမှာသင်ခဲ့ပြီးသွားပြီဒါတော့သမီးတို့မှတ်မိလောက်ပါတယ်နော်အဲ့တော့ဆရာတို့ထန်ညုံပေါ်မှာထန်ညုံတင်တော့ထန်ညုံချင်းမြောင်းနဲ့လေးလီရှေ့ဒါဆိုရင်2 2တက်ပါမှာအိပ်ရမယ်သူကမြောက်ချင်းပေါ်မှာထန်ညုံတင်ထားတာဖြစ်တဲ့အတွက်ထန်ညုံတင်ပြီးခွဲမြောက်တော့2 square 3 square ဖြစ်သွားမယ်အဲ့တော့ဒီမှာကထန်ညုံပေါ်မှာထန်ညုံတင်ထန်ညုံချင်းမြောက်တော့3 5 15လဲဒါရှင်းလိုက်ပြီဖြစ်တယ်ပြီးတော့ဆရာတို့ကနှစ်တွေ base တူတယ်အခြေတူမြောက်ရင်ထန်ညုံနေပေါင်းရှင်းတဲ့နှစ်နဲ့ပေါင်းတော့10နဲ့15နဲ့ပေါင်းတော့25ဒါဆိုရင်ဆရာတို့က2 to the power 25 multiply 3 square ရတယ်အဲ့တော့သူတို့တွေဆရာတို့ကသုဒ္ဓစာခွဲကိန်းပုံစံနဲ့ဖော်ပြခိုင်းလို့သုဒ္ဓစာခွဲကိန်းလေးတွေခွဲပြီးသွားပြီသုဒ္ဓကိန်းလေးတွေ2 3နေဖြစ်သွားပြီကဲဒါဆိုရင်တစ်ဘက်ကကြီးလေးကြည့်အောင်ကိန်းနှစ်ခုရဲ့အကြီးဆုံးပုံစံခွဲကိန်းကိုတဲ့သုဒ္ဓကိန်းပုံစံဖြင့်ဖော်ပြပါတယ်ဒါဆိုရင်ဆရာတို့ကအကြီးဆုံးပုံစံခွဲကိန်းရှာခိုင်းတာ GCF ရှာခိုင်းတာအကြီးဆုံးပုံစံခွဲကိန်း GCF ရှာရအောင်ကဲဒါဆိုဆရာတို့ GCF ရှာမယ် GCF ရှာရင်ဆရာတို့ဘာလုပ်ရမလဲဘုံတူတာယူရမယ်ဘုံတူရင်စာခွဲကိန်းဖြစ်တဲ့အတွက်ဘာလုပ်ရမလဲထန်ညုံငယ်တာယူရမယ်ဒါဆိုရင်25တက်နဲ့28တက်နဲ့မှာ25တက်ကိုယူရမယ်ဘုံတူရင်ထန်ညုံငယ်တာယူရမယ်ဒါကြောင့်3 square ကိုယူရမယ်ဒါကြောင့် GCF greater common factor ဒီ2 to the power 25နဲ့ multiply 3 square ရတယ်ကဲဒါဆိုဆရာတို့ကဒီမှာအခါတိုင်းဆိုရင်ဒီ power တွေကိုထပ်ရှင်းတယ်အခုဟာဆရာတို့သုဒ္ဓစာခွဲကိန်းပုံစံနဲ့ပဲဖော်ပြခိုင်းတာဖြစ်လို့ power တွေထပ်မရှင်းဘူးဒီတိုင်းလေးသုဒ္ဓစာခွဲကိန်းပုံစံတိုင်းလေးပဲထားလိုက်ဟုတ်ပြီနော်ပြီးသွားရင် LCM ရှာမယ်ငယ်ဆုံးပုံစံတိုကိန်းခါခွဲ LCM ရှာခိုင်းတယ် LCM ရှာရင်ဆရာတို့ဘာလုပ်ရမလဲဂိမ်းအားလုံးယူရမယ်ဂိမ်းအားလုံးယူရမယ်ဘုံတူရင်ထန်ညွန်စာတိုးကိန်းဖြစ်တဲ့အတွက်ထန်ညွန်ကြီးတာယူရမယ်ဒါဆိုနည်းနည်းဘုံတူတယ်ထန်ညွန်ကြီးတာယူတော့2 to the power 28ကိုယူရမယ်ဘုံတူရင်ထန်ညွန်ကြီးတာယူတော့3နဲ့3နဲ့ဘုံတူတယ်ထန်ညွန်ကြီးတာယူတော့3 to the power 4ကိုယူရမယ်ဒါဒီဆရာတို့က LCM ဖြစ်တဲ့သုဒ္ဓစာခွဲကိန်းပုံစံပြဖော်ပြပါလို့ပြောလို့ဆရာတို့ဒီတိုင်းလေးပဲထားလိုက်မယ်ဒါဒီဆရာတို့လေ့ကျင့်ခန်းနံပါတ်3လေးဖြစ်ပါတယ်ဒါတို့သမီးတို့နားလည်မယ်နော်ဟုတ်ပါပြီဒါဆိုဆရာတို့နောက်ထပ်ပုံစံတွေ၄ကိုကြည့်ရအောင်ကဲ29နဲ့85ရဲ့အကြီးဆုံးပုံစံခွဲကိန်း GCF ငယ်ဆုံးပုံစံတိုကိန်း LCM ကိုရှာခိုင်းတာဖြစ်တယ်ဒါဆိုဆရာတို့29နဲ့85ကိုဘာလုပ်မလဲသုဒ္ဓစာခွဲကိန်းလေးခွဲလိုက်မယ်ပေါ့ကွာ29နဲ့85တော့သမီးတို့ခွဲတတ်ပါတယ်เนาะအဲ့တော့3 2ရဲ့3 multiply 5 square ဒါဆိုဆရာတို့ကအကြီးဆုံးပုံစံခွဲကိန်း GCF ရှာမယ်ကွာ GCF ရှာရင်ဘုံတူတာယူရမယ်ဘုံတူရင်ထန်ညုံငယ်တာယူတော့ဘာလို့ရမလဲ3ရမယ်ဒါကြောင့် GCF ဒီဘာဖြစ်မလဲ3နောက်က LCM ရှာရမယ် LCM ဒီဆရာတို့ဂိမ်းအားလုံးယူရမှာဖြစ်တဲ့အတွက်ဂိမ်းအားလုံးယူမယ်ဘုံတူရင်ထန်ညုံကြီးတာယူတော့ဆရာတို့3 2ကြောင့်ဆရာတို့က3 2ကိုယူလိုက်မယ်ဂိမ်းအားလုံးယူရမှာဖြစ်တဲ့အတွက်5 square လဲယူရမယ်ဒါကြောင့်3 2နဲ့5 square ကိုယူရဖြစ်တယ်အဲ့တော့မှ3 3တက်ဒီ3 3 5မြောက်5 2တက်ဒီ5 5လီ25 29နဲ့25နဲ့မြောက်လိုက်ရင်ဆရာတို့အဖြေရတာဖြစ်တယ်ဒါဆိုဆရာတို့ဒီနေရာမှာစံသက်ချက်လေးတစ်ခုလုံးရအောင်သူပေးထားတဲ့ဂိမ်းနှလုံးကိုဆရာတို့ကမြောက်ရအောင်အောင်29နဲ့85နဲ့မြောက်မယ်ပြီးတော့ရင်ဆရာတို့ရဲ့ GCF က3နဲ့ LCM ရဲ့695နဲ့ကိုတစ်ဖက်မှာမလုပ်မလဲမြောက်ကြည့်မယ်ဒါဆိုဆရာတို့မြောက်ကြည့်ရင်ဒီဘက်ကမြောက်လိုက်ရင်လည်း2025ဒီဘက်ကလည်း2025အဖြေတွေဘာဖြစ်ကြောင်းတွေ့ရလဲ2ကြောင်းတွေ့ရတယ်ဒါဆိုဆရာတို့ကောက်ချက်ချလိုက်ရပြီဂိမ်းနှလုံးရဲ့မြောက်လန့်နဲ့ကြီးဆုံးပုံစံခွဲကိန်းနဲ့ငယ်ဆုံးပုံစံတိုကိန်း GCF နဲ့ LCM တို့မြောက်လန့်နှစ်ခုဘာဖြစ်ကြောင်းတွေ့ရလဲ2ညီကြောင်းတွေ့ရတယ်အဲ့တော့ဆရာတို့တွေဒီဂိမ်းနှလုံးကြီးမြောက်လန့်နဲ့ GCF နဲ့ LCM တို့ကြီးမြောက်လန့်နှစ်ခုဘာဖြစ်ကြောင်းလဲ2ညီကြောင်းတွေ့ရတယ်ဒါဆိုဒီသင်္ဆန်ခန်းစာလေးကနေဆရာတို့ကမှတ်စုလေးထုတ်လိုက်မယ်ဂိမ်းနှလုံးကြီးမြောက်လန့်ဒီထိုဂိမ်းနှလုံးကြီးအကြီးဆုံးပုံစံခွဲကိန်း GCF နဲ့ငယ်ဆုံးပုံစံတိုကိန်း LCM တို့မြောက်လန့်နေပါဖြစ်သည်လေတူညီသည်ဆိုတဲ့အချက်လေးတောက်တမျိုးမှတ်ထားရမယ်။ဘာကြောင့်လဲဂိမ်းနှလုံးမြောက်လိုက်တာဒီ GCF နဲ့ LCM တို့အဖြေနှစ်ခုမြောက်တာနဲ့ပါဖြစ်လေညီရယ်ဆိုတဲ့အချက်လေးကိုတောက်တမျိုးမှတ်ထားရမယ်။ဒါဆိုရင်ဆရာတို့ဒီသင်ခန်းစာလေးကနေဟောဒီမှတ်စုလေးရရှိတယ်ဆိုတာတောက်တမျိုးနားလည်မယ်နော်။ဟုတ်ပါပြီဒါဆိုရင်ဆရာတို့နောက်ထပ်လေ့ကျင့်ခန်းလေးသွားရအောင်။နံပါတ်၄ကဆရာတို့21နဲ့80တို့ရဲ့အကြီးဆုံးပုံစံခွဲကိန်းနဲ့ငယ်ဆုံးပုံစံတိုကိန်းတွေရှာခိုင်းတယ်။ဒါဆိုဆရာတို့အကြီးဆုံးပုံစံခွဲကိန်းဆိုတော့ဆရာတို့က GCF နဲ့ငယ်ဆုံးပုံစံတိုကိန်းဆိုတော့ဆရာ LCM တွေရှာခိုင်းတယ်
ဟုတ်ပြီနော်ဒါဆိုဆရာတို့က21နဲ့90ကိုရှာခိုင်းတာဖြစ်တဲ့အတွက်21နဲ့90ကိုဆရာတို့ဘာလုပ်လိုက်မလဲစာခွဲကိန်းခွဲလိုက်မယ်အဲ့တော့21နဲ့90ဒါတော့တမီးတို့ခွဲတတ်ပါတယ်နော်အဲ့တော့ဒါတော့3 9လီက21 90ကိုဆရာတို့စားသွားပေါ့နော်သုဒ္ဓစာခွဲကိန်းလေးဒါတော့တမီးတို့စားတတ်လာပါတယ်နော်အဲ့ဆိုဆရာတို့ဆရာတို့တွေ့ကြည့်လိုက်မယ်ဆိုရင်90ကိုသုဒ္ဓစာခွဲကိန်းလေးနဲ့စားမယ်ဆိုရင်ဆရာတို့3ညနဲ့ဆုံးတော့2နဲ့စားလို့ရတယ်2 3လီ6နဲ့5လီ30ဒါဆိုဆရာတို့က9နဲ့ဆုံးတယ်9နဲ့စားလို့ပြတ်တယ်ဒါဆိုရင်9 9လီ359ကိုကတော့ဆရာတို့9နဲ့စားလို့ပြတ်တယ်9တလီ9ကဲဒါဆိုရင်ဆရာတို့90ရဲ့သုဒ္ဓစာခွဲကိန်းလေးဒီ2 multiply 5 multiply 7ရတယ်ဟုတ်ပြီနော်ကဲဒါဆိုဆရာတို့ဒီမှာရေးလိုက်လို့ရပါပြီဒါစာခွဲကိန်းပဲဒါဆိုဆရာတို့က GCF နဲ့ LCM ရှာတတ်လားဒါတို့သမီးတို့မြေဟုတ်ပြီနော်အဲ့တော့ GCF နဲ့ LCM ရှာတတ်လားဆရာတို့ဆက်တတ်တာဒါဆိုရင်ဆရာတို့က GCF ရှာမယ်ဆိုရင်ဘုံတူတာယူရမယ်ဒါဆိုရင်2နဲ့ကဘုံတူတာမရှိဘူး3နဲ့လည်းဘုံတူတာမရှိဘူး5လည်းဘုံတူတာမရှိဘူးဒါဆိုသူတို့3ခုဒီဘာလို့ရမလဲပယ်ရမယ်ဒါဆိုဘုံတူတာယူရမှာဆိုတော့9နဲ့9နဲ့ယူရမယ်ထညုံကလည်းတူတူဆိုရဲဆိုတော့ကြိုက်တဲ့တစ်လုံးယူရမယ်ဒါဒီဆရာတို့ကဘာဖြစ်လဲ GCF ဖြစ်တယ်ဒါကြောင့် GCF ဒီ7ရတယ်ကဲနောက်က LCM ရှာရအောင် LCM ဒီဆရာတို့ကကိန်းအားလုံးယူရမှာဖြစ်တဲ့အတွက်နဲ့လည်းယူရမယ်ဒါဆိုဆရာတို့ကကိန်းအားလုံးယူရမှာဖြစ်တဲ့အတွက်နဲ့ယူရမယ်3လည်းယူရမယ်5လည်းယူရမယ်ဘုံတူရင်ဆန်ညွှန်းကြီးတာယူရမယ်ထညွှန်းကအတူတူပဲဆိုတော့ကြိုက်တဲ့တစ်လုံးယူလိုက်ပေါ့နော်ဒါဆိုရင်ဆရာတို့တွေဒီ LCM ဒီ2 multiply 3 multiply 5 multiply 7အကုန်လုံးယူရမှာဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုဆရာတို့မြှောက်လိုက်ရင်အဖြေရပြီဖြစ်တယ်ဒါဆိုရင်နံပါတ်ကကြီး GCF နဲ့ LCM တပြိုင်တည်းရှာတတ်ပြီနော်ကဲဒါဆိုရင်ရှာတတ်ပြီဆိုရင်နောက်ခါခွေလည်းအတိုင်းပဲ36နဲ့96ရဲ့ GCF ကြီးဆုံးပုံစံပဲကဲ GCF ကဲငယ်ဆုံးပုံစံတို့ကဲ LCM ကိုရှာလိုက်ရအောင်ကဲဒါဆိုရင်တောက်သမီးတို့ရှာကြည့်လိုက်ပါနော်ပြီးရင်ဆရာနဲ့အဖြေတိုက်မယ်ဒါဆိုဆရာတို့က36နဲ့96ကိုဆရာတို့ဘာလုပ်မလဲစာခွဲကိန်းလေးခွဲမှာပေါ့နော်အဲ့တော့စာခွဲကိန်းလေးခွဲပြီးတော့ဆရာတို့သုဒ္ဓစာခွဲကိန်းလေးခွဲပြီးတော့စာခွဲကိန်းလေးခွဲလိုက်ရင်ရပြီပြီးတော့ GCF နဲ့ LCM နဲ့ကိုရှာလိုက်ရင်ရပါပြီဒါသမီးတို့ဖြည့်ပြီးပြီဆိုရင်ဆရာနဲ့ဖြည့်တိုင်းမယ်ဒါဆိုဆရာတို့36နောက်က6ဆိုတော့စုံကိန်းလေးနဲ့စုံတော့နည်းနဲ့စားလို့ပြတ်တယ်2တလီနဲ့2ရှယ်လီ16အဲ့တော့နည်းနဲ့စားလို့ပြတ်တယ်2 9လီ18 9ဆိုတော့3နဲ့စားလို့ပြတ်တယ်3 3လီ9နောက်ဆုံးကျန်နေတဲ့3က3နဲ့စားလိုက်တော့3တလီ3ဒါဆိုရင်2 square 3 square ရတယ်ဒါကြောင့်မလို့ဆရာတို့က36ဒီ2 square 3 squareနောက်တစ်ခါ96ကိုလည်းသုဒ္ဓနီလေးနဲ့ခွဲမယ်စုံကိန်းလေးနဲ့စုံတော့2နဲ့စားလိုက်မယ်2 4လီ8 2 8လီ16စုံကိန်းလေးနဲ့စုံနေတော့သုဒ္ဓကိန်း2နဲ့ထပ်စားလို့ရတယ်2 2လီ4 2 4လီ8စားလို့ရသေးတယ်ကွာ2တလီနဲ့2 2လီ4အော်စုံကိန်းနဲ့စုံတော့2နဲ့ပဲစားလို့ရသေးတယ်2 9 2 6လီ12စားလို့ရသေးတယ်2 3လီ6 3ကြတော့မှ3တလီ3ဒါဆိုရင်နေ့ဘယ်နှထက်လဲ2 5တက်ရဲ့3ရဲ့ဒါကြောင့်96ဒီ2 to the power 5 multiply 3ရတယ်အဲ့တော့မှ GCF နဲ့ LCM နဲ့ရှာမယ် GCF ဒီဘုံတူတာယူရမယ်ဘုံတူရင်စာခွဲကိန်းဖြစ်တဲ့အတွက် GCF ထညုံငယ်တာယူတော့2နဲ့တက်ကိုယူရမယ်ဘုံတူရင်ထညုံငယ်တာယူရမှာဖြစ်တဲ့အတွက်3ကိုယူရမယ် GCF ဒါကြောင့်မလို့2နဲ့ထက်နဲ့3ရတယ်2နဲ့တက်က4 4နဲ့3နဲ့မြောက်တော့4 3လီ12LCM ရှာရမယ် LCM ဒီဆရာတို့ကဂိမ်းအားလုံးယူရမယ်ဘုံတူရင်ထညွန်ကြီးတာယူရမယ်စာတိုးဂိမ်းဖြစ်တဲ့အတွက်ဘုံတူတယ်နည်းနဲ့ဘုံတူတယ်ထညွန်ကြီးတာယူတော့နဲ့5တက်3နဲ့3နဲ့ဘုံတူတယ်ထညွန်ကြီးတာယူတော့3နဲ့ထက် LCM နဲ့ GCF ရဲ့ခြားနာချက်လေးကဒါပြီးပါပဲလွယ်လေးနားလည်ရင်လွယ်အဲ့တော့နဲ့5တက်ကိုရှင်3နဲ့ထက်ကိုရှင်မြောင်းလိုက်ရင်အဖြေရတယ်ဒါဒီနံပါတ်ခါကိုဖြစ်ပါတယ်ကဲနံပါတ်ကငယ်လေးကြည့်အောင်ထိုကိန်းတို့ဤတဲ့ကြီးဆုံးပုံစာခွဲကိန်းနှင့်အငယ်ဆုံးပုံစာတို့ကိန်းတို့သည်ပေးထားတဲ့ကိန်းရင်းနှလုံးနဲ့ဘယ်လိုဆက်သွယ်မှုရှိလဲ။ဩလွယ်လေးဆရာတို့ခုနကပုံစံအတွက်မှာဆရာတို့သူတို့တွေရဲ့ဆက်သွယ်ချက်တွေဆရာတို့လေ့လာခဲ့ပြီလေ။ပေးထားတဲ့ကိန်းနှလုံးရဲ့မြောင်းလက်သည် GCF နဲ့ LCM တို့ရဲ့မြောင်းလက်နှစ်ခုနဲ့ဗာဖြစ်ကြောင်းတွေးခဲ့ပြီးပြီလေ။ဒူညီကြောင်းတွေးခဲ့ပြီးပြီဒါလေးဖြေလိုက်ရုံပဲဗ
ဟုတ်ပြီနော်ဒါလေးကိုတက်တည်ပြလိုက်အောင်မယ်ဆရာတို့ကရှေ့မှာတွေးရှိခဲ့ပြီးပါပြီဒါဆိုဆရာတို့တက်တည်ပြကြမယ်အဲဆိုရင်သားတို့သမီးတို့အခုတွက်ခဲ့တဲ့ကာကြီးခါခွေးတဲ့ကကြိုက်တဲ့ပုံနဲ့ဆရာတို့ကတက်တည်ပြလို့ရဟုတ်ပြီနော်ဒါဆိုဆရာတို့တက်တည်ပြရအောင်ဒါကြောင့်ဆရာတို့တွေးရှိချက်လေးရေးလိုက်တယ်ဂိမ်းနှလုံးရေးမြောင်းလက်ဒီ GCM နဲ့ LCM တို့ကြီးမြောင်းလက်နဲ့တူတယ်ကြီးဆုံးပုံစံခွဲကိန်းနဲ့ငယ်ဆုံးပုံစံတိုးကိန်းနဲ့မြောင်းလက်လိုက်တယ်ပြီးရင်တက်တည်ပြအဲ့တော့ဆရာတို့က21နဲ့80နဲ့ပဲဆရာတို့က21နဲ့80ဆိုတဲ့ဂိမ်းနှလုံးနဲ့ GCF တွေကိုမြောက်ပြီးတော့ပဲတက်တည်ပြပြခါခွေးကိုပဲတက်တည်ပြပြကြိုက်တာကိုတက်တည်ပြပြရတယ်เนาะဒါဆိုဆရာကဒီမှာကာကြီးလေးဖြစ်တဲ့21နဲ့80ဂိမ်းနှလုံးကိုဆရာတို့ကမြောင်းလိုက်မယ်သူတို့ရဲ့ GCI ဖြစ်တဲ့9နဲ့ LCM ဖြစ်တဲ့210နဲ့ပါဖြစ်လိုက်မယ်မြောင်းလိုက်မယ်ဒါဆိုသူတို့ရဲ့မြောင်းလက်တွေဒီပါဖြစ်တဲ့တူညီကြောင်းတွေးရတယ်ဒါတက်တည်ပဲဟုတ်ပြီเนาะဒါဆိုဘလို့စစ်တယ်မှုရှိလဲဆိုဆရာတို့ရဲ့တွေးရှိချက်လေးမှတ်စုလေးရေးလိုက်ရုံပဲတက်တည်ပြပြီးဆိုအောက်ကနေရေးလိုက်မယ်ဂိမ်းနှလုံးကြီးမြောင်းလက်သည်ထိုဂိမ်းနှလုံးရဲ့အကြီးဆုံးပုံစံခွဲဂိမ်းနဲ့ငယ်ဆုံးပုံစံတိုးဂိမ်းတို့မြောင်းလက်နဲ့တူညီပါသည်ဟောဒါလေးကမြောင်းလက်တွေတူညီကြောင်းတက်တည်ပြလိုက်တယ်ပြီးတော့သူကဘလို့စစ်တယ်မှုရှိလဲလို့မေးတဲ့အတွက်ဆရာတို့စစ်တယ်မှုရှိတဲ့အကြောင်းအရာလေးကိုအောက်ကနေရေးပြီးတော့ဖြည့်ပေးလိုက်တယ်ဒါဆိုရင်ဆရာတို့နံပါတ်4ရဲ့ကာကြီးခါဝေးကငယ်ကအဖြေလေးကပြည့်စုံသွားပါပြီဒါဆိုတော့သမီးတို့နားလည်မယ်လို့ဆရာယုံကြည်ပါတယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ဆရာတို့နောက်ထပ်နံပါတ်5လေးကြည့်ရအောင်ကဲအယုတ်ဆိုင်တစ်ခုမှာတဲ့ဆရာတို့ခွေးရုပ်တရုပ်ကိုက250ကျပ်တဲ့ကြောင်ရုပ်ကိုကဆရာတို့က950ကျပ်တဲ့ဝုံဝံရုပ်ကိုက900ကျပ်ပေးရတယ်ဒါဆိုသူကတန်ဖိုးလေးတွေပြောထားတယ်ဟုတ်ပြီနော်ဆရာတို့ကဒီမှာခွေးရုပ်လေးရဲ့တန်ဖိုးက250ကျပ်ကြောင်ရုပ်လေးရဲ့တန်ဖိုးက950ကျပ်နောက်တစ်ခါဆရာတို့ကဝုံဝံရုပ်လေးရဲ့တန်ဖိုးက900ကျပ်အဲ့ဒါပေးရတယ်တဲ့ဒါဆိုရင်အယုတ်တစ်မျိုးနဲ့ရင်အယုတ်တစ်မျိုးနဲ့ရင်အရေးအတွက်တိကျဝယ်ယူနိုင်ရင်အနည်းဆုံးငွေလို့ပြောတဲ့အတွက်ဆရာတို့တွေဘာရှာပေးရမလဲ LCM ရှာပေးရမယ်အနည်းဆုံးငွေဒါဆိုသူကပြောတာကဆရာတို့ကအယုတ်တွေကိုတိတိကျကျဝယ်ခြင်းတာခွေရုပ်ဆိုရင်လည်းဘယ်နှရုပ်ရမလဲပတ်စံဘယ်လောက်ယူသွားရင်ခွေရုပ်ဘယ်နှရုပ်ရမလဲကြောင်ရုပ်ပဲဝယ်မယ်ဆိုရင်ပတ်စံအဲ့ဒီယူသွားတဲ့ပတ်စံနဲ့ကြောင်ရုပ်ဘယ်နှရုပ်ရမလဲအဲ့ယူသွားတဲ့ပတ်စံနဲ့ပဲဝုံရုပ်ဝယ်မယ်ဆိုရင်ဘယ်နှရုပ်ရမလဲဟုတ်ပြီနော်အဲ့တော့အဲ့လိုအတိအကျသူကရကျင်တာဒါဆိုရင်ဆရာတို့ကဘုံရှာရမှာဟုတ်ပြီနော်အဲ့တော့ဆရာတို့ကအငယ်ဆုံးပုံစံတိုးကိန်းရှာလိုက်တော့မှယူသွားတဲ့ပတ်စံတွေကဆရာတို့ဝယ်ခြင်းတဲ့ခွေးရုပ်တွေအကြောင်ရုပ်တွေဝုံရုပ်တွေကိုဆရာတို့ကအတိအကျအရေးတွဲတိကျဝယ်လို့ရမှာဖြစ်တယ်ဒါကြောင့်သူပေးထားချက်တွေကိုဆရာတို့ပါရှာလိုက်ရုံပဲလေ LCM ရှာလိုက်ရုံပဲဒါဆိုရင်ဆရာတို့တွေစာခွဲကိန်းခွဲမယ်ကွာခွေရုပ်တရုပ်တန်ဖို့ပု္ပ္ပစာဖြစ်လို့ပေးထားချက်လေးတွေရေးလိုက်မယ်ကြောင်ရုပ်တရုပ်တန်ဖို့ကူရှာလိုက်မယ်ဝုံရုပ်တရုပ်တန်ဖို့ကူရှာလိုက်မယ်ပေးချက်တွေပြီးမေးချက်ကအနည်းဆုံးငွေကိုမေးထားတာဖြစ်တယ်ဒါကြောင့်ရုပ်တစ်မျိုးလည်းတိကျဝယ်ယူနိုင်လိုအပ်မည့်ငွေမေးချက် question bank လေးတက်လိုက်မယ်ဒါဆိုပေးချက်တွေလည်းပြီးမေးချက်လည်းပြီးဒါဆိုရင်သူပေးထားချက်တွေကိုဆရာတို့ဘာလုပ်မလဲအငယ်ဆုံးပုံစံတိုကင်းရှာမယ်ဒါကြောင့်250ကိုစာခွဲကိန်းခွဲမယ်950စာခွဲကိန်းခွဲမယ်900ကိုဆရာတို့စာခွဲကိန်းလေးခွဲလိုက်မယ်ဆရာစာခွဲကိန်းလေးခွဲမပြတော့ဘူးเนาะဒီလောက်ကတော့ဒါတို့ကျွမ်းနေပါဟုတ်ပြီเนาะကဲဒါဆို950လဲဒုဒကိန်းလေးနဲ့ခွဲပေါ့ဟုတ်ပြီเนาะအဲဆိုဆရာတို့ထန်ညွန်လေးနဲ့ပြောင်းရေးလိုက်မယ်900ကိုလည်းဒုဒစာခွဲကိန်းလေးခွဲကြည့်မယ်ထန်ညွန်လေးနဲ့ပြောင်းရေးလိုက်မယ်ပြီးတော့ရင် LCM ရှာတော့မယ် LCM ရှာရင်ဒါတို့မှတ်မိပါတယ်ဘာလို့ရမလဲဂိမ်းအားလုံးယူရမယ်ဘုံတူရင်ထန်ညွန်ကြီးတာယူရမှာဆိုတော့2ထပ်ကိုယူရမယ်အဲ့တော့ဘုံတူရင်ထန်ညွန်ကြီးတာယူတော့3ထပ်ကိုယူရမယ်5တွေ5တွေဘုံတူရင်ထန်ညွန်ကြီးတာယူတော့5 3တန်းနဲ့5 3တန်းနဲ့5ကျူနဲ့5ကျူနဲ့တူနေတယ်ကြိုက်တဲ့တစ်လုံးကိုယူဟုတ်ပြီเนาะဒါဆိုရင်ဆရာတို့တွေ2ထပ်ရဲ့3ထပ်ရဲ့5 3ထပ်ရဲ့ရပြီဒါဆိုဆရာတို့တွေမြောင်းလိုက်ရင်အဖြေရပြီဖြစ်တဲ့ဒါဒီဆရာတို့က LCM ဒါဆိုရင်ဆရာတို့ကပတ်စံ4500သာယူသွားမယ်ဆိုရင်ခွေးရုပ်တွေကြောင်ရုပ်တွေဝုံရုပ်တွေကိုအတိအကျပါဖြစ်လို့ရပြီလေဝယ်လို့ရသွားပြီဟုတ်ပြီเนาะဒါဆိုရင်ဆရာတို့ကခွေးရုပ်ဆိုဘယ်နှရုပ်ရမလဲဆို4500ကိုဗာနဲ့စားကြည့်250နဲ့စားကြည့်လိုက်ပေါ့ဟုတ်တယ်เนาะဒါဆိုရင်ဆရာတို့ကအယုတ်ကလေးဘယ်နှရုပ်ရမလဲဆိုတာအတိအကျရသွားမှာဖြစ်တယ်ဟုတ်ပြီเนาะဒါဆိုရင်4500ကိုဆရာတို့က250လေးနဲ့စားကြည့်လိုက်ကွာဒါဆိုရင်ဆရာတို့ကဘယ်လောက်ရမလဲ18ရုပ်ရမှာပေါ့เนาะအဲ့တော့4500ကိုဗာနဲ့စား250နဲ့စားကြည့်လိုက်ပေါ့ဟုတ်ပြီเนาะဒါဆိုရင်ဆရာတို့လိုချင်တဲ့ခွေးရုပ်ကလေးရမယ်ကြောင်ရုပ်လိုချင်သလားကြောင်ရုပ်လိုချင်လဲ4500ကိုဗာနဲ့စား950နဲ့စားကြည့်လိုက်ပေါ့အဲ့တော့4500ကို950နဲ့စားဒါဆိုရင်ဆရာတို့ကအဖြေထွက်လာလိမ့်မယ်ဘယ်နှရုပ်ဆိုပြီးတော့ဟုတ်ပြီเนาะဒါဆို6ရုပ်ရမှာပေါ့
အဲ့လိုပဲနောက်တစ်ခါဆရာတို့ကဝန်ဝင်ရုပ်လေးလိုချင်တယ်ကွာဒါဆိုရင်900နဲ့စားလိုက်95လီ45ဆိုဘယ်နှရုပ်ရမလဲဟုတ်တယ်ဆရာတို့က9ရုပ်ရမယ်ဒီလိုပေါ့ဟုတ်ပြီเนาะအဲ့လိုအတိအကျသူကလိုချင်တာဒါကြောင့်မလို့ဆရာတို့က LCM ရှာပေးရတာဖြစ်တယ်ဒါဆိုရင်နံပါတ်5ပု္ပ္ပစာလေးလည်းဒါတို့သမီးတို့နားလည်မယ်เนาะဟုတ်ပါပြီဒါဆိုရင်ဆရာတို့တွေပတ်စံ4500သာယူသွားမယ်ဆိုရင်ဒါတို့သမီးတို့လိုချင်တဲ့ခွေးရုပ်ကြောင်ရုပ်ဝန်ဝင်ရုပ်လေးတွေကိုဆရာတို့ကအရေးအတွေ့တိကျနဲ့ဝယ်လို့ရမှာဖြစ်ပါတယ်ဒါသည်ဆရာတို့ကတွေ့ပွားနဲ့ဆက်တဲ့အဲ့တော့ဆရာတို့ဒီနေ့သင်ခန်းစာလေးကိုအနည်းချုပ်ရမယ်ဆိုရင်ဂိမ်းနှလုံးရဲ့မြောက်လက်သည်အကြီးဆုံးပုံစံခွဲဂိမ်းနဲ့အငယ်ဆုံးပုံစံတိုဂိမ်း GCF နဲ့ LCM တို့ရဲ့မြောက်လက်နှစ်ခုနဲ့တူညီတယ်ဆိုတဲ့အချက်ကလေးကိုဆရာတို့တွေ့ရှိတယ်အဲ့တော့ဒီမတ်စုလေးကိုတားတို့မျိုးတေချာမှတ်ထားမယ်ဆိုရင်ဒီမတ်စုလေးနဲ့သက်ဆိုင်တဲ့ပုံစံကြီးတွေပဲတားတို့မျိုးတွတ်တက်မှာဖြစ်တယ်အဲ့တော့ဒီမတ်စုလေးကိုရေးပြီးတော့တေချာလေးမှတ်ထားပြီနော်အဲ့တော့ဒီနေ့ရဲ့စကားလဲဆောင်လေးကသစ္စာနဲ့တူသောစွမ်းအားမြည်သည်မရှိတဲ့အဲ့တော့သစ္စာစွမ်းအားသည်ဆရာတို့ကြီးမားဆုံးအရာဖြစ်တယ်เนาะအဲ့ဒါကတကယ်ဟုတ်ပါတယ်ဆရာတို့အရေးအကြုံရင်ခက်ခဲတကယ်ကြုံလာတဲ့အခါမှာဆရာတို့ကသစ္စာပြုလိုက်ခြင်းအပြင်ဆရာတို့ကတကယ်အခက်ခဲတွေကနေလွန်မြောက်နိုင်ပါတယ်ဟုတ်ပြီเนาะဒါမှန်ကန်တဲ့စကားသစ္စာသည်တကယ်စွမ်းအားရှိပါတယ်ဆရာတို့ဆရာကိုနိုင်လည်းပဲဆရာရဲ့အခက်ခဲဖြစ်တဲ့အချိန်မှာဆရာတွေသစ္စာပြုမှုပါတယ်เนาะဒါကြောင့်မလို့ဆရာတို့ကသစ္စာသည်တကယ်စွမ်းပါတယ်ဇက်တော်ထဲမှာလည်းပဲဆရာတို့တွေငုံသားလေးငုံပွားမှာတော့သူဒီသစ္စာပြုလိုက်တဲ့အခါမှာဘေးရန်တွေကနေပါဖြစ်တဲ့လွန်မြောက်ပါတယ်ဟုတ်ပြီเนาะဒါကြောင့်မလို့သစ္စာဒီသာမှန်ကန်သောစကားသစ္စာဆွမ်းအားဒီတကယ်ထင်မြက်ပါတယ်အဲ့တော့သားတို့သမီးတို့ဒီသစ္စာဆွမ်းအားရဲ့ကြီးမားပုံလေးတွေကိုလက်တွေ့သုံးပြတတ်ပါစေဟုတ်ပြီเนาะအဲ့တော့မှန်ကန်သောစကားသစ္စာစကားလေးတွေလည်းဆိုတတ်ပါစေသားတို့သမီးတို့ဒီဆရာမိဘတို့တဲ့တဆင်းမြအောင်ကြိုးစားနိုင်တဲ့ကျောင်းသားကျောင်းသူလေးများဖြစ်ကြပါစေဘိုင်ဘိုင်